စနိုင် ဟေး ငါတို့ကရတီတိုင်တွေကရောင်းနေပဲမဲ့တီတိုင်အစင်းစင်းကဘယ်လိုလုပ်ရလဲ ဟော TI ရဲ့အစစ်အစစ်ထုတ်လုပ်ပေါ်အောင်ဆိုလို့ရှိရင်တော့ပထမအဆင့်အနေနဲ့ကတော့ GI ပိုက်တွေကိုဖြတ်တောက်ခြင်းအရင်ပြုလုပ်ပြီးနှလက်မပိုက်တွေကိုတော့ခေါင်းကတ်ခြင်းနဲ့ဖလန်ပြတက်ခြင်းတို့ကိုပြုလုပ်ရပါရဲ့ရှင်ဒုတိယအဆင့်အနေနဲ့တစ်ခွဲပိုက်တွေကိုအပေါက်ဖောက်ပေးခြင်းလုပ်ငန်းကိုလှုပ်ဆောင်ပါတယ်အပေါက်ဖောက်ပေးခြင်းမှာဆိုလို့ရှိရင်တော့73ပေါက်နဲ့17ပေါက်ဆိုပြီးတော့မှာယူထားတဲ့ site ပေါ်မူတည်ပြီးတော့အပေါက်ဖောက်ခြင်းတို့ကိုပြုလုပ်ရပါရဲ့ရှင်နောက်တစ်ဆင့်အနေနဲ့တန်ကြေးမတက်အောင်ကာကွယ်ပေးရဲ့အနေနဲ့အလူစင်းစီရေးစိန်ပေးခြင်းတို့ကိုလှုပ်ဆောင်ရတာပဲဖြစ်ပါရဲ့ရှင်နောက်ဆုံးအဆင့်မှာတော့တစ်ခွဲနဲ့နှလက်မကိုစွတ်ပြီးတော့အသုံးပြုလို့ရပြီပဲဖြစ်ပါတယ် original စီမှာဆိုလို့ရှိရင်တော့ဒီတိုင်း site အစုံထုတ်လုပ်ပြီးတော့ရောင်းချပေးနေတာပဲဖြစ်ပါတယ်ဒီတိုင်းနေနဲ့ပတ်သက်လာပြီဆိုလို့ရှိရင်တော့ညီမတို့ရဲ့ original စီမှာလာရောက်ဝယ်ယူနိုင်ပြီပဲဖြစ်ပါတယ်ရှင်ဆိုင်လိပ်စာလေးရဆိုလို့ရှိရင်တော့တောင်တကုံမြို့နယ်စမှုစုံ1မော်လမြိုင်လမ်းအမှတ်189ပဲဖြစ်ပါတယ်ရှင်ဖုန်းဖြင့်ဆက်သွယ်ပြီးတော့မှာယူတဲ့ customer ရဲ့အတွက်ညီမတို့ရဲ့ဖုန်းနဲ့ Viber ဖုန်းနံပါတ်လေးတွေကတော့3996539339 399515933939 39951593တို့ဆက်သွယ်ပြီးတော့မှာယူလို့ရပါပြီရှင်